ဘာမသိညာမသိနဲ့ရှောက်မရွတ်ကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွတ်နဲ့ပြိတ္တိပဲရွတ်ဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သည်နော်လောကကြီးကိုလိမ်ညာပြီးတော့စားနေကြတာလိမ်ညာပြီးတော့စားနေကြတာမန္တရာတွေစုပ်ပြီးတော့ဟိုဝိဇ္ဇာလို့ဇောကြီးလို့အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အစွမ်းတကူတွေကိုလူတွေကယုံကြတယ်ယုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ်အုံဖွတော့မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးကျွတ်ဆိုဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒီလားသို့တော်လူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မယ်ဒါတွေကယုံနေတော့မယ်အုံဖွတွေကမရသေးဘူးအုံဖွဆိုတာကိုသိလားဘာကြောင့်အုံဖွလို့ခေါ်တာတော့ဗမာစကားမှာအုံဖွပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမအခရာသုံးလုံးပေါင်းထားတယ်နော်အရဲ့ဥရဲ့မရဲ့အဲ့ဒီသုံးခုကိုတသန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနဲ့အောင်တသန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားရနော်အဥမကြတော့စပိတ်အာဟုဟောအဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဘုရားသုံးစုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာအာကဗြဟ္မာဥကဗိရှနုမကတိဝရှိပံအဲ့ဒီသုံးခုကိုရည်စူးပြီးအုံလို့ရွတ်တာဘုရားဗဒနဲ့မဆိုင်ဘူးဒါသွားရွတ်ဆရာမလို့အုံဆိုပြီးတော့မန္တနေရွတ်တဲ့အခါမှာရှေ့ကထားပြီးတော့ရွတ်တယ်ဒီဘက်မှာအုံမဏိပတမေဟုံဆိုတာလေရှိသလိုပဲအဲ့ဒီအုံခံပြီးတော့နောက်ကဖွာဆိုတာတကယ်ကတော့ဖွာမဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလုပ်ကြတော့ပုတ်ပေးပြီးတော့ဖွာလုပ်ကြဒီရက်တော့ပြောရဘူးဘုန်းလို့စီတော့အဲ့လိုကလေးလေးပုတ်ပြီးဟဲ့ဖွာကျင့်တတ်သွားအမှန်ဖွာလို့ပြတ်သွားမဟုတ်သူအချိန်တန်လို့ပျောက်သွားနော်လူကြီးကနေပုတ်ပေးပြီးတော့ဟဲ့ဖွာလှုပ်လိုက်ရင်ပျောက်သွားအဲ့ဒါလိုပဲပါဠိစာပေမှာဖုဓမ္မကမန္တန်လို့ဆိုတာရှိတယ်မန္တန်ရွတ်ပြီးတဲ့အခါမှာဖူးဆိုပြီးတော့မှုတ်လိုက်ရတယ်နော်အဲ့ဒီဖုဓမ္မကမန္တန်ကနေဖုကနေဖွာဖြစ်သွားတာအုံဖွာဆိုလားအုံကအစဖွာကအဆုံးပဲအုံတို့ရွတ်ပြီးတော့နောက်ကဖူးလို့မှုတ်လိုက်တယ်အဲ့ဒီကနေကူးဆက်လာနောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်မန္တန်နေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်မန္တန်နေရွတ်ပြီးနောက်ပိုင်းမှာဆွာဟာဆိုတဲ့စကားလုံးကိုဆက်ရွတ်တယ်နောက်ဆုံးဆွာဟာဆိုတာကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေကောင်းကျိုးချမ်းသာတွေဖြစ်ပါစေလို့အဓိပ္ပာယ်ရှိတယ်ဗမာတွေကတော့အဲ့ဒီအဓိပ္ပာယ်မသိဘဲနဲ့မန္တန်ကျက်ပြီးရွတ်တဲ့ကသွားဟာဆိုမောင်းချတာဖြစ်သွားဆွာဟာကနေသွားဟာဖြစ်သွားတယ်သွားဟာဆိုမောင်းတော်တာဖြစ်သွားရောကောင်းကျိုးချမ်းသာတွေမလာနဲ့ပြေးတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လွယ်တိလွယ်ချော်တွေဖြစ်နေတာကိုပြောပြတာဘာမသိညာမသိနဲ့ရှောက်မရွတ်ကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွတ်နဲ့ပြိတ္တိပဲရွတ်ဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးတယ်နော်